အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ဒီနေ့ကတော့ဒဂုံစိန်ကမ်းမြို့နယ်မှာရှိရဲလူချင်းမင်းတို့အားလုံးကြိုက်တဲ့ရတနာနှင်းစီအစင်းမြင့်အိမ်အောင်ရောက်နေရမှာဖြစ်ပါတယ်ရှင်ဒီနေ့ဘာတွေကိုမိတ်ဆက်ပေးသွားမလဲဆိုတာကိုသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော်ရတနာနှင်းစီအိမ်ရရဲ့ဒီနေရာလေးကတော့ဒဂုံစိန်ကမ်းမြို့နယ်ကရတနာလမ်းမကြီးပေါ်အမှတ်61ရပ်ကွက်မှာတည်ရှိပါတယ်ရှင်ရန်ကုန်မြို့တွင်ကိုနိုင်ဝမ်မောင်းနေုံနဲ့ရောက်နိုင်ပြီးတော့ဒေါင်းတောင်မြို့နယ်တွေကိုလည်းအလွယ်တကူသွားလာနိုင်ပါတယ်။အနီးနားမှာလည်းတိုင်းသားကျွော်ရှိရာကြောင့်မိသားစုနဲ့ပိတ်ရက်မှာအမှန်ပြင်နာယူမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်။ရတနာနှင်းစီအိမ်ရဝင်ထဲမှာဆိုရင်တော့လူနေထိုင်ဖို့ဒီလိုတိုက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်။ 1A 1B 3A 3B 4A 4B ကတော့တိုက်အသစ်ဖြစ်ပါတယ်ပြီးတော့ 5A 5B 6A 6B စိုက်တိုက်တွေအမျိုးမျိုးရှိပါတယ်တတိုက်မှာ18လွှာရှိပြီးတတိုက်လုံးမှာဆိုရင်အခန်းပေါင်း144ခန်းရှိပါတယ်။ဒါအပြင်480 square feet 600 square feet 1080 square feet 1200 square feet ဆိုပြီး rampant room ကနေ 4 bedroom အထိအခန်းအမျိုးအစား4မျိုးအထိရှိပါတယ်ရှင်။အိမ်အောင်အတွင်းနေထိုင်သူတွေအတွက်တော့ခလေးကစားကွင်းလေးပါပါတယ်။ပန်းချံလေးပါပါတယ်။အပန်းဖြေအနားယူနိုင်ဖို့ public area လေးကျယ်ဝန်းပါတယ်။ car parking free လည်းပါပါတယ်ရှင်။ဒါကြောင့်လူကြီးမင်းတို့ရဲ့မိသားစုအတွက်ကလေးငယ်တွေကနေအဖိုးအဖွားတို့နဲ့အတူနေထိုင်နိုင်မှုအတွက်ဆိုရတနာနှင်းစီအိမ်ယာကအကောင်းဆုံးဆိုတာအသေးချပါပဲနော်။ကဲဒီလိုမျိုးတင်းနေရကောင်းပြီးအိမ်ယာဝန် facility တွေပြည့်စုံကောင်းမှုနဲ့ရတနာနှင်းစီအိမ်ယာဟာဆိုရင်ဖြစ်နေထိုင်သူတွေအကြိုက်တွေ့စေရာကြောင့်နေထိုင်ဖို့ငှားရမ်းဖို့ investment လုပ်ဖို့ကအစားတင့်တော်တဲ့ရွေးချယ်မှုဆိုလဲမမှားပါဘူးရှင်။ညီမတို့ Kikeri Estate ဟာဆိုရင်လည်းရတနာနှင်းစီအိမ်ယာမှာအယောင်ခံအငှားခံအခန်းပေါင်း30ကျော်ကိုလည်းဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်ပါတယ်ရှင်။ဒါကြောင့်လူကြီးမင်းတို့အနေနဲ့ရတနာနှင်းစီအိမ်ယာမှာဘယ်လိုအခန်းလေးပဲလိုလို့ Kikeri Estate မှာဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်ရှင်။